အခုကတော့ဂျီနူးလေးကဂျီနူးတငယ်ချင်းရှိတယ်တန်လျင် Star City အိမ်ယာကိုသွားပြီးတော့ရေကူးတာဖြစ်ပါတယ်တငယ်ချင်းကအိမ်မှာနေတော့ရေကူးတဲ့ကတ်တီရတယ်ဂုံးသွားဆင်တာပါရေတွေလည်းကူးခဲ့တယ်ပန်းချန်နေတဲ့လည်းရှုပ်လေခဲ့တယ်ဒါတော့ရေကူးကန်နီးပေါ့နော်ဒါကတော့ရေမကူးခင်ပန်းချန်နေတဲ့ရှုပ်လေတာပါမုတ်တွေလည်းအများကြီးစားခဲ့တယ်တငယ်ချင်းတွေနဲ့လည်းအများကြီးဆော့ခဲ့ပါတယ်နောက်လည်းခဏသွားတယ်တငယ်ချင်းတွေနဲ့အမွေစိန်ဘလော်လေးတင်ပေးမယ်နော်ဒီနေ့ကတော့ပန်းချန်နေမှာအဆော့လွန်နေလို့အများကြီးမိရိုက်လိုက်ရမယ်ကျေးဇူးတင်ပါတယ်ဂျီနုတငယ်ချင်းမြောက်ပေါင်းလေးပါတမ်းမှုတက်ဆော့နေတဲ့ဂျီယိုအရင်လောင်းချမ်းစိန်လေးပါဂျီနုတငယ်ချင်းနဲ့အရင်ဆော့တာကတော့ပန်းချန်နေအဲ့ထဲမှာအများကြီးဆော့ခဲ့တယ်ဒီနေ့ကတော့ပန်းချန်နေမှာအဆော့လွန်နေလို့အများကြီးမိရိုက်လိုက်ရမယ်ကျေးဇူးတင်ပါတယ်ဂျီနုရဲ့ vlog လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်